ဒီလိုမျိုးဗီဒီယိုကြီးကြည့်ရကြိုက်တဲ့သူရှိကဒီနေ့တို့အစားတကမျိုးလိုက်တော့စားကြည့်ပါမယ်ထည့်စားဖို့အစားပကားကြီးရအဆုံးပြင်ဆင်ထားပါတယ်အရင်ဆုံးချက်ဖို့ကြာရဲ့ခောက်ဆွဲနဲ့အသားကြီးကိုပြုတ်လိုက်ပါမယ်အကောင်လုံးချက်သွားမှဆက်ပြီးတော့ချက်နဲ့အရွက်ကြီးဆက်ပြုတ်လိုက်ပါမယ်အဲနောက်မှာတော့အနည်းစမှဖြစ်တဲ့အတွက်အိုးကိုရေလေးနည်းနည်းထည့်ပြီးတည်ထားပါမယ်ချက်အနဲ့တကုံသုံးပါမယ် spicy sauce ကတော့ချိုင်းနစ်100ဓာတ်စိသုံးပါနော် mayonnaise ကြီးလည်းနည်းနည်းထည့်ပါမယ်တကယ်ကအဆက်အများကြီးမစားနိုင်လို့ဒီလိုမျိုးရောပြီးစားတာပေါ့နော်ဆက်စားနိုင်တဲ့သူတွေရောဒီလိုမျိုးမထည့်ရပါရှင်အရသာနဲ့နေအောင်နေပြီးသွားပြီဆိုလို့ရှင်တော့ခုနရေလေးတက်ထားတဲ့အိုးကိုရောထည့်လိုက်ပါမယ်ပြီးရင်တော့ပြုတ်ထားတဲ့အသားရင်အရွက်တွေနဲ့ခောက်ဆွဲကိုစီထည့်ပေးပါမယ်နောက်ဆုံးအပေါ်ကနေနှင်းကြီးဖြုတ်ပြီးသွားပြီဆိုလို့ရှင်တော့စားလို့ရပါပြီဒါနဲ့စက်တာရင်မစားခင်မှာအေးပါအရင်သွားပြီးယူထားပါအောင်မေအကွက်ထဲပါတစ်ခါရဲ့အစင်းနဲ့ထည့်ထားလိုက်မယ်စားကြပါအောင်ရှင်ဒီလိုမျိုးကြီးကတယောက်တည်းစားအထက်အများနဲ့စုစားရင်ပိုကောင်းနေပေါ့နော်ငွေချင်းနေရှိလို့ရှင်စုပြီးလောက်စားကြည့်ကြပါရှင်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်